ညီဝေအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ဒီနေ့ဒါ Premier League ပွဲစဉ်ကျွန်တော်တို့ဒါ34ဒါဒီနေ့ကျွန်တော် Premier League ရဲ့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးထားရဗျာနော်နှစ်ပွဲကတော့ကျွန်တော်တို့ဒါထိတ်ဆုံးကကျွန်တော်တို့ Arsenal နဲ့ Man City ရဲ့ဒါ Arsenal ပွဲတစ်ပွဲရဲ့ကျွန်တော်နောက်ထပ်တစ်ပွဲကကျွန်တော်တန်းစင်းဆောင်ရဲ့တိုက်ပွဲဗျာနော်ဒီနှစ်ပွဲကိုတော့ကျွန်တော်ရွေးချယ်ပေးထားတယ်ပထမဆုံးအနေနဲ့ကျွန်တော်နော်ဒါကျွန်တော်တန်းစင်းဆောင်ရဲ့တိုက်ပွဲ Wolverhampton နဲ့ Spurs ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရင်သုံးသပ်ပေးမယ်လက်ရှိတေပင်ရဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Spurs ကအဆင့်18မှာရှိပြီးတော့ Wolverhampton ကကျွန်တော်တို့ဒါအဆင့်20မှာရှိတယ်အမှတ်ကတော့ပြတ်တယ်ဗျာနော်ဒါ Wolverhampton ကတော့ကျွန်တော်တို့တန်းစင်းဖို့အတွက်လုံးဝတေချာနေတဲ့အသင်းဖြစ်တယ်စပါးကတော့ကျွန်တော်တို့တန်းစင်းဖို့အတွက်ကနည်းနည်းလေးအပေါ်ပြန်တက်လာဖို့အတွက် chance ရှိရဗျာနော်ဒါကျွန်တော်တို့ဝဟန်ကနည်းနည်းပအမားတွေပါတယ်တခုခုလွဲချော်သွားပြီဆိုလို့ရှိရင်စပါးအတွက်က chance ကျွန်တော်တို့40ရာခိုင်နှုန်းတော့ရှိသေးရဗျာနော်အဲ့တော့ဒီနေ့ပွဲမှာလည်းကျွန်တော်တို့ဒါစပါးအနေနဲ့ကလည်းထက်ရုံးအောင်မဖီယာတော်တော်လေးရောများတယ်ဗျာနော်ဒီလိုအသင်းကြီးတစ်သင်းကကျွန်တော်တက်ဆင်းဆောင်နဲ့ရောက်သွားတာဆိုတော့ဖီယာတော်တော်လေးရောများတယ်အဲ့တော့နှစ်သင်းလုံးရဲ့ head to head ကြည့်ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ2025တွေကပွဲကိုပဲကျွန်တော်ခြုံကြည့်လိုက်တော့မှာဗျာနော်Wolverhampton အိမ်ကွင်းမှာကျွန်တော်ဒါ April 13ရက်နေ့ကကန်ထားတာက 4-2 ဆိုတော့ရက်လက်နဲ့ Wolverhampton ကနိုင်ထားတယ်စပါးက Wolverhampton အိမ်ကွင်းမှာဆိုလို့ရှိရင်အမြဲတမ်းဂျင်းနဲ့ကြက်ထဲရောက်လေးရှိရဗျာနော်ဒါ2025စက်တင်ဘာ28ရက်မှာကျတော့ကျွန်တော်တို့စပါးအိမ်ကွင်းမှာကျွန်တော် Wolverhampton က1-1ဆိုတော့ရက်လက်နဲ့တည်ရကြထားတယ်ဗျာနော်အဲ့တော့စပါးအနေနဲ့ Wolverhampton ကိုမနိုင်ခဲ့တာကကျွန်တော်တို့เนาะဒါဟိုလောက်ရှိသွားပြီဗျာနော်ပွဲရ5ပွဲလောက်ဖြစ်နေပြီ Wolverhampton ကိုမနိုင်ခဲ့တာကအဲ့တော့ Wolverhampton ရဲ့လက်ရှိအိမ်ကွင်းအနေထားကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းနောက် Wolverhampton ကနောက်ဆုံးအိမ်ကွင်း5ပွဲမှာဆိုလို့ရှိရင်တော့ဒါ3ပွဲရှုံးပြီးတော့ဒါတပွဲနိုင်ပြီးတော့တပွဲတည်ကြထားတယ်Wolverhampton ကပြောမဲ့တာပြောတာကျွန်တော်တို့ဒါအိမ်ကွင်းကောင်းတယ်ဗျာနော်အိမ်ကွင်းကောင်းတယ်အိမ်ကွင်းမှာကျွန်တော်တို့ဒါ Liverpool ကိုနိုင်ထားတယ် Aston Villa ကိုနိုင်ထားတယ် Arsenal လိုအသင်းမျိုးတော့ကျွန်တော်တို့ဒါတူဆိုရရလည်းနဲ့တည်ရတစ်ပေါက်နဲ့ကစားထားတာတွေ့ရတယ်ဗျာနော်အဲ့တော့Wolverhampton ကအိမ်ကွင်းကောင်းတဲ့အတွက်ကြောင့်ဒီနေ့ညပွဲမှာ Arsenal တို့အနေနဲ့အမြင့်ဆုံးမှန်းနိုင်ရင်တည်ရတစ်ပေါက်ဖြစ်ဖို့လည်းဖြစ်နိုင်ကြည်လည်းများတယ်ဗျာနော်အဲ့တော့စပါးတဲ့နောက်ဆုံး5ပွဲရလောက်ကိုကျွန်တော်တို့ဒါခြုံကြည့်ရမယ်ဆိုလို့ရှိရင်တော့စပါးကနှစ်ပွဲတည်ကြတယ်နှစ်ပွဲရှုံးတယ်ချန်ပီယံလိမှာတော့အိမ်ကွင်းမှာတီကို3-2နဲ့အနိုင်ရထားတယ်ဗျာနော်စပါးရဲ့ခြေစွမ်းကတော့တော်တော်လေးတော့ပြောလို့တော့မှစကလုံးမကုံနိုင်လောက်အောင်တော်တော်လေးကိုဆိုးရတယ်ဒါနီးပြပြောင်းလဲနေလဲသူတို့ဘယ်လိုပုံစံမျိုးတွေနဲ့ဒီနေ့မှာပွဲထွက်လာမလဲဆိုတာတော့ကျွန်တော်တို့ဒါတစ်ချက်ကြည့်ရမယ်အဲ့တော့ Brighton နဲ့ပွဲမှာလည်းကျွန်တော်တို့ဒါစပါးကအိမ်ကွင်းမှာတူဆိုတဲ့ရိုက်လက်နဲ့တည်ရကစားထားတဲ့အတွက်ကြောင့်နည်းနည်းလေးပြန်ယုံလာလို့တော့ပြောလို့ရတယ်လက်ရှိ Brighton ကဒါအခြေဆောင်ကောင်းနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်အိမ်ကွင်းမှာတူဆိုတဲ့ရိုက်လက်ကစပါးအတွက်ကတော့ဒါပြန်ယုံလာတယ်ရိုက်လက်လေးနည်းနည်းပြန်ကောင်းလာတယ်ဆိုတဲ့သဘောမှာတော့ရှိတယ်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့ဒါစပါးကနေပြီးတော့ဒီမနက်အစောပိုင်းဈေးတန်းပေါ့နော်ဒါတစ်လုံးကိုတဝက်ပျော်ရွှင်ခွင့်ပေးထားတယ်ဂိုးပေါင်းကတော့ကျွန်တော်တို့ဒါ3လုံးကို35ပြပျော်ရွှင်ခွင့်ပေးထားရပြန်နော်လက်ရှိပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ပူကီတွေကကျွန်တော်တို့ဒါစပါးကိုတကိုးလောက်နဲ့ကတ်နိုင်မယ်လို့မှန်းထားပုံရတယ်နော်ကျွန်တော်တို့ဂိုးပေါင်းရကြည့်ရမယ်ဆိုလို့ရှိရင်လည်း Wolverhampton ကဒီနောက်ပိုင်းပွဲတွေမှာတောက်လျှောက်ဂိုးတွေခွင့်ပြုနေရတယ်အနည်းဆုံးတစ်ပွဲကို3ဂိုးလောက်ထိခွင့်ပြုနေရတယ်ဗျာနော်ဒီဟတ်တူကရကြည့်ရမယ်ဆိုလို့ရှိရင်ရောနော်အဲ့တော့စပါးကလည်းနောက်တန်းတောက်လျှောက်ပေါက်တဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲဒီအပြန်အလှန်နဲ့ကျွန်တော်တို့ဒါတက်စစ်ဆင်ပြီးတော့တန်းစင်းဆောင်ရတိုက်ပွဲတစ်ခုအနေနဲ့ကျွန်တော်တို့ဒါကြည့်ရမှာဖြစ်တယ်တော်တော်လေးတော့မြိုင်မဲ့ပုံစံတော့ရှိရယ်စပါးကလည်းတန်းပြန်တက်ဖို့အတွက်ရုန်းကန်ရတယ်လို့ Wolverhampton ကလည်းတန်းစင်းမဲ့စင်ကျွန်တော်တို့ဒါသူတို့အသင်းရတာဂုဏ်သိက္ခာအတွက်ကျွန်တော်တို့တေချာလေးကန်သွားဖို့တော့များတယ်ဗျအဲ့တော့ဒီနေ့ပွဲမှာကျွန်တော် body ထက်စားလို့ရှိရင်စပါးနဲ့ Wolverhampton ပွဲကိုတော့ကျွန်တော်ဂိုးပေါင်းအပေါ်ကျွန်တော်ပိုကြိုက်တယ်ဂိုးပေါင်းက3လုံးကိုပြ35ပြအစားဆိုတော့နော်ကိုပေါင်းပေါ်ကျွန်တော်ပိုကြိုက်တယ်အဲ့တော့ခြေဆောင်ရပြီးသွားပြီဆိုတော့ကျွန်တော်ဈေးတန်းရပေါ့ဈေးတန်းရကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ3လုံးကို35ပြပျော်ရွှင်ခွင့်ပေးထားတဲ့ဈေးတန်းတွေဒီ body ဈေးတန်းဖြစ်ဖြစ်ကျွန်တော်ကိုပေါင်းဈေးတန်းဖြစ်ဖြစ်ကိုပေါ်နိုင်ကြီးက80ရာခိုင်နှုန်းလောက်ရှိရဗျာနော်အဲ့တော့ကျွန်တော်က Wolverhampton နဲ့စပါပွဲကိုကျွန်တော်ကိုပေါင်းပေါ်ပဲကြိုက်တယ်နောက်ထပ်တစ်ပွဲကကျွန်တော်ဒါအာဆင်နယ်နဲ့နယူကာဆယ်ရဲ့ပွဲဗျာနော်ဒါဒီပွဲကလည်းပို့ပြီးတော့ကြည့်လို့ကောင်းမဲ့ပွဲဖြစ်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒါအခုဆိုလို့ရှိရင်အာဆင်နယ်ကအဆင့်2ကိုရောက်သွားပြီပေးကိုရကိုအတာနဲ့နော်ဒါဂိုးပေါင်းကတော့တူတယ်ဆိုပေမဲ့ကျွန်တော်ဒါရကိုများထားတဲ့မန်စီးတီးကအဆင့်1ကိုရောက်သွားတယ်အာဆင်နယ်ကအဆင့်2ကိုရောက်သွားတယ်အမှတ်ကတူပဲဗျာနော်အဲ့တော့ဒီနေ့ညမှာကျွန်တော်တို့ဒါ Arsenal တော့ကတကယ်လုံးဝ challenge ပဲဒီပွဲမှာဒါတခုခုလွဲချော်သွားခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်တိုင်းပဲဒါဒီပြင်16သင်းဖန်နေစားနောက်နေကြအတိုင်းပဲ Arsenal ကိုဒုတိယလူအဖြစ်နဲ့ကျွန်တော်တို့ဒါစသိန်းသွားမလားဒါမှမဟုတ်ဖလားကင်မြောက်နိုင်မလားဆိုတာကဒီနောက်ပိုင်းပွဲတွေမှာတော့အဖြစ်ပေါ်တယ်အဲ့တော့နှစ်သင်းလုံးရဲ့ head to head ကြည့်ရမယ်ဆိုလို့ရှိရင်တော့Arsenal ကNewcastle နဲ့တွေ့လို့ရှိရင်အမြဲတမ်းရုန်းကန်ရလေးရှိတယ်အိမ်ကွင်းဖြစ်ဖြစ်အဝေးကွင်းဖြစ်ဖြစ်เนาะဒီနောက်ဆုံးကျွန်တော်တို့နောက်ဆုံးတွေ့ဆုံခဲ့တဲ့4ပွဲလောက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း Newcastle က2ပွဲနိုင်ထားပြီးတော့ Arsenal က3ပွဲနိုင်ထားတယ်ဗျာเนาะဒီနောက်ပိုင်းမှာတော့ Arsenal ကတော့ဒီနောက်ဆုံးတွေ့ဆုံခဲ့တဲ့3ချိန်လုံးမှာတော့ Newcastle ကိုတကိုးတာနဲ့နိုင်ထားတယ်2ဂိုးပြတ်တော့သွင်းထားတာတော့မရှိသေးဘူးဗျာเนาะ
တေဘယ်ရကြည့်ရမှာဆိုရင် Newcastle ကလည်းအဆင့်14မှာရှိတယ်တန်းစင်းစုံလည်းမရောက်တော့ဘူးဟိုဖီယာကင်းကင်းနဲ့ Newcastle ကတော့ရှင်ပိုင်သွားဖို့ရှိတယ်အာဆင်နယ်ကတော့ဖီယာနည်းနည်းများတယ်ဗျာเนาะအဲ့တော့ကစားသမားတွေအနေနဲ့တူစိတ်ပိုင်းဆိုင်ရာကျွန်တော်တည်ငြိမ်မှုမရှိဘူးဆိုလို့ရှိရင်ဒီနေ့ညပွဲမှာဖီယာတွေခေါင်းနဲ့ထည့်ပြီးကန်မယ်ဆိုလို့ရှိရင်အာဆင်နယ်အနေနဲ့မနိုင်တဲ့ပြင်အခက်မတင်ကျွန်တော်တို့တရေတော့မဟုတ်ရှုံးတော်ရှုံးသားနေတဲ့အနေအထားမျိုးဖြစ်တယ်ဗျာเนาะအဲ့တော့ Man City ကိုရှုံးထားတဲ့အတွက်ကြောင့်ကစားသမားတွေကစိတ်ပိုင်းဆိုင်ရာနည်းနည်းလေးတော့ဒါပူပန်နေရဲ့ပုံစံမျိုးတော့ရှိလိမ့်မယ်အဲ့တော့အာဆင်နယ်ရဲ့လက်ရှိကျွန်တော်တို့အင်ကွင်းပိုင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်နောက်ဆုံး5ပွဲမှာကျွန်တော်တို့အာဆင်နယ်က3ပွဲရှုံးပြီးတော့ကျွန်တော်တပွဲနိုင်တပွဲတည်ကြထားတယ်ရလက်ကတော့တိတ်မကောင်းပြနောက်ဆုံး5ပွဲမှာတော့เนาะပေးကိုတွေလည်းရှိသလိုရကိုတွေလည်းပြန်ထားတာရှိတယ် Newcastle ကလည်းနောက်ဆုံး5ပွဲမှာ Newcastle ကလည်းအခြေအနေမကောင်းဘူးဗျာเนาะ Chelsea ကိုအဝေးကွင်းမှာနိုင်ထားတယ်ဒါပေမဲ့ဒီနောက်ဆုံး5ပွဲမှာတော့ဒါတောက်လျှောက်ရှုံးထားတာဗျာเนาะ4ပွဲစလိုက်ရှုံးထားတယ်ဒါပေမဲ့ဂိုးအရန်ပြက်ကြီးရှုံးထားတာဆိုလို့ဒါဘာစီလိုနာကိုချန်ပီယံလိမှာရှုံးထားတာပဲရှိရဗျာเนาะကျန်တဲ့ပွဲတွေကတော့ကျွန်တော်တို့1-2 2-1 1-2 1-2နဲ့အဲ့လိုမျိုးရှုံးထားတာပဲရှိရဗျာเนาะအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့အာဆင်နယ်ကနေပြီးတော့တစ်လုံးကိုကျွန်တော်တို့တဝက်နီးပါးလောက်ထိကိုဟိုအရှုံးပေးထားတယ်ဂိုးပေါင်းကတော့ကျွန်တော်တို့ဒါ3လုံးကိုဟိုငါးပြပြောရှင်ခွင့်ပေးထားတယ်ဗျအခုပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်လက်ရှိအာဆင်နယ်ရဲ့ခြေစွမ်းနဲ့ Man City ရဲ့ခြေစွမ်းနဲ့ဆိုsorry Newcastle ရဲ့ခြေစွမ်းနဲ့ဆိုလို့ရှိရင်အာဆင်နယ်ဒီနေ့ညပွဲမှာနိုင်ကောင်းနိုင်တယ်နိုင်ဖို့တော့များတယ်ဒါပေမဲ့ကျွန်တော်စိတ်ထင်တော့2ဂိုးမပြတ်လာဘူးဗျ Newcastle ကဟိုဘလောက်ခြေစွမ်းဘလောက်ထိစိုးနေပါစေเนาะအာဆင်နယ်လို့အသင်းကိုတော့ကျွန်တော်တို့2ဂိုးပြတ်လောက်မှာတော့ကျွန်တော်တို့မထင်ဘူးအဲ့တော့ body ကရွေးရမှာဆိုလို့ရှိရင်လက်ရှိခြေစွမ်းပိုင်းအရာရောဒီဈေးတန်းရအောင်ဆိုလို့ရှိရင်ကျွန်တော်ကတော့ Newcastle body ကိုပိုကြိုက်တယ်ဘာလို့လဲဆိုရင် Newcastle ကကျွန်တော်တို့အိမ်ကွင်းထက်အဝေးကွင်းတွေမှာအသင်းကြီးတွေကိုပိုဒုက္ခပေးထားတာများတယ်ဗျာเนาะအသင်းကြီးနဲ့တွေ့လို့ရှိရင်ပိုပြီးဒုက္ခပေးတယ် Man U 2-1နဲ့နိုင်တယ် Chelsea ကို0-1နဲ့နိုင်တယ်ကျွန်တော်တို့เนาะဒါ Man City ကိုလည်း Man City တောင်မှ2-1လာပဲကျွန်တော်တို့ဒါအိမ်ကွင်းမှာကတ်နိုင်တာဆိုတော့ဒီနေ့ညပွဲမှာအာဆင်နယ်အနေနဲ့ Newcastle ကိုနှလုံးမပြတ်ဖို့များတယ်ဗျာเนาะဂိုးပေါင်းရကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါ3လုံးကို5ဘက်ပရှုံငင်ပေးထားတဲ့အတွက်ကြောင့်ဒီနေ့ညပွဲမှာ1-2-1တစ်ပေါက်ဒါမှမဟုတ်လေကျွန်တော်ဒါ2-2တစ်ပေါက်သွားဖို့များတယ်ဗျအဲ့တော့ကျွန်တော်ကတော့ Newcastle body ရဲ့ကိုပေါင်းအပေါ်ရဲ့ကြိုက်တယ်ဗျနော်အဲ့တော့ဒီနေ့ကျွန်တော်2ပွဲရွေးချယ်ပေးခဲ့တယ်2ပွဲကကျွန်တော်ဒါ Arsenal ပွဲကိုတော့ Newcastle body ရဲ့ကိုပေါင်းအပေါ်ကြိုက်တယ်ကျွန်တော်စပါပွဲကိုတော့ကျွန်တော်စပါ body နဲ့ကိုပေါင်းအပေါ်ရဲ့ကြိုက်ပါတယ်ဗျနော်အားလုံးကိုလက်ပါအဆင်ပြေပါစေဗျနော်